ဘော်ကခုံချမဲ့အချိန်မှာပဲလူတစ်ယောက်ပေါ်လာခဲ့တယ်။အဲ့ဒီလူကတော့နှစ်ပေါင်းများစွာသူမကိုတိတ်တိတ်လေးချစ်နေခဲ့တဲ့လူပဲချစ်တယ်။သူမထိခိုက်တန်ရာတာတိုင်းစီးကူစရိတ်တွေကိုလျှို့ဝှက်စွာပေးဆောင်ပေးခဲ့တဲ့အမတ်တရတွေကိုပြန်လည်သတိရမိလာခဲ့ပြီးအမှန်တကယ်မကောင်းတဲ့လူကဘသူလဲဆိုတာကိုနောက်ဆုံးမှနားလည်သွားခဲ့တယ်။နှစ်ပေါင်းများစွာမာယွန်းတဲ့လူကိုပဲချစ်ခဲ့မိတယ်ဆိုတာကိုသူမနားလည်သဘောပေါက်သွားပါတော့တယ်။အကယ်၍နောက်ဘဝတစ်ခုရှိခဲ့မယ်ဆိုရင်အရင်ဆုံးမင်းကိုပဲချစ်မယ်လို့ကတိပြုလိုက်ပြီးသူမခုံချခဲ့တယ်။နောက်တစ်ချိန်မျက်လုံးဖွင့်လိုက်တဲ့အခါဆရာတယောက်ရဲ့အတန်ကိုကြားလိုက်ရလေ။စာမေးခွန်းမတိုင်ခင်ဘာလို့အိတ်နေရလဲလို့စူနေတဲ့အတန်ပဲဖြစ်တယ်။ဘိုးဘုံကအချိန်အတွက်ချမှုကိုကြီးလိုက်တော့သူမဟာအထက်တန်းကျောင်းဘဝကိုပြန်ရောက်လာပြီဆိုလာကိုသိသွားခဲ့ပါလေ။သူမကြောင်တောင်နေနဲ့အော်နေစဉ်သူမရဲ့အခြေဦးကစာရွက်တရွက်ပေးလာလေ။အရင်ဘဝရဲ့အမတ်တရားအားလုံးပြန်လဲထွက်ပေါ်လာခဲ့တယ်။သူ့အလိန်တူကိုယုံကြည်ပြီးကိုယ်တိုင်စာမေးပွဲမှာလိန်ပြီးမှုကိုဝန်ခံခဲ့ရတဲ့အတွက်လူတိုင်းရဲ့မုန်းတိမှုကိုခံခဲ့ရတာကိုသတိရမိလာတယ်။သူမနောက်ကထိုင်နေတဲ့ကောင်လေးကတော့သူမထပ်ပြီးအဲ့ဒီလူကိုကူညီမိမှဆိုတဲ့အတွက်ဒေါသနဲ့ပြန်ဆူလိုက်တယ်။ဒါပေမဲ့မထင်မှတ်ပဲသူမကဒေါသမဖြစ်ပဲသူ့ကိုကျေးဇူးတင်လိုက်တယ်။ကောင်လေးကတော့သူ့ကိုဂယုမဆိုင်ဘူးထင်၍စိတ်ဆိုးကအပြင်ကိုဒေါသကြီးနဲ့ထွက်သွားတယ်။သူထွက်သွားတာနဲ့သူမကချက်ချင်းထားရက်ပြီးသူမရဲ့အချစ်ဦးကိုစာမေးပွဲလိန်ဖီစွာတိုင်ကြားလိုက်တယ်